Brentford အသင်းနီးပြ Thomas Frank ကလာမည့်နွေရာသီမှာအသင်းတိုက်စစ်ကစားသမားအမ်ဘူမိုကိုထိုက်တန်တဲ့ဈေးရပါကရောင်းထုတ်မယ်လို့ပြောကြားခဲ့ပါတယ်။အသက်25နှစ်အရွယ်ရှိတဲ့ကင်မရွန်လက်ရွေးစင်တိုက်စစ်ကစားသမားအမ်ဘူမိုဟာအခုရာသီမှာ Brentford အသင်းအတွက်ခြေစွမ်းပြနေပြီး Premier League 34ပွဲမှာ18ဂိုးသွင်းပြီးဂိုးဖန်တီးမှု6ကြိမ်ပြုလုပ်ထားပါတယ်။ဒါကြောင့်၎င်းကိုခေါ်ယူဖို့ Premier League ထိပ်သီးကလပ်တွေဖြစ်တဲ့ Liverpool, Arsenal, Spurs အသင်းတို့အပါအဝင်ဥရောပကလပ်အသင်းများစွာကစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ Brentford နီးပြ Thomas Frank က၎င်းတို့အသင်းဟာကစားသမားကောင်းတွေကိုရောင်းစားတဲ့အသင်းဖြစ်ပြီးအမ်ဘူမိုကိုလည်းထိုက်တန်တဲ့ဈေးရပါကရောင်းထုတ်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ Thomas Frank ကကျွန်တော်တို့အသင်းကကစားသမားကောင်းတွေကိုရောင်းချတဲ့အသင်းမှာဒီတော့တကယ်လို့အမ်ဘူမိုအတွက်ထိုက်တန်တဲ့ကမ်းလှမ်းမှုတွေရှိလာမယ်ဆိုရင်သူ့ကိုရောင်းချပါလိမ့်မယ်။ဒါပေမဲ့အမ်ဘူမိုရဲ့ပြောင်းရွှေ့ကြီးကတော့ဈေးကြီးမှာပါလို့ပြောကြားခဲ့ပါတယ်။ Brentford အသင်းနဲ့ချုပ်ဆိုထားတဲ့အမ်ဘူမိုရဲ့လက်ရှိစာချုပ်ဟာ2026မှာကုန်ဆုံးမှာဖြစ်ပြီးတစ်နှစ်ထပ်မံတက်တန်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်ပါဝင်တယ်လို့သိရပါတယ်။